စိတ်ရင်းကောင်းကောင်းထားပါကျင်နာပါချစ်တတ်ပါဒါဆိုရင်ဘဝကပြည့်စုံနေပါပြီအားနည်းတဲ့သူတွေကဘယ်တော့မှခွင့်မလွတ်တတ်ကြဘူးဘာလို့လဲဆိုတော့ခွင့်လွတ်ခြင်းဆိုတာတန်မာတဲ့သူတွေပဲပေးနိုင်တဲ့ကြီးကျယ်တဲ့အရာတစ်ခုမဟုတ်ပါသင်ဟာသမုဒ္ဒရာကြီးတဲ့ကရေစက်ကလေးတစ်စက်မဟုတ်ပါဘူးရေစက်လေးတစ်စက်ထဲကသမုဒ္ဒရာကြီးတစ်ခုပါသင်ဟာသင်ရဲ့လမ်းကိုသင်ကိုယ်တိုင်ပဲရှောက်ရပါလိမ့်မယ်တခြားသူတွေကသင်နဲ့အတူရှောက်ပေးနိုင်ကြပြီမယ်သင်ကိုယ်စားတော့ရှောက်ပေးကြမှာမဟုတ်ပါဘူးဒါကြောင့်ကိုယ်လမ်းကြောင်းကိုကိုယ်ပဲရှောက်ပါကိုယ်ခရီးကိုကိုယ်ပဲဆက်ပါကိုယ့်ရဲ့လမ်းကြောင်းကိုကိုယ်ရှောက်နိုင်ဖို့အတွက်ပြော့ညံ့မနေပါနဲ့တန်တန်မာမာပဲနေထိုင်ပါစိတ်ရှည်သီးခံခြင်းဆိုတာပျော်ရွှင်မှုတကားတွေစိတ်ချမ်းမြေ့မှုတကားတွေကိုဖွင့်ပေးနိုင်တဲ့အကောင်းဆုံးသောတော့တစ်ချောင်းပဲဖြစ်ပါတယ်ဒါကြောင့်ဘသူတွေနဲ့ပဲကြုံဘာတွေကိုပဲလှုပ်စိတ်ရှည်သီးခံမှုနဲ့လှုပ်ပါစိတ်ရှည်သီးခံနိုင်အောင်လည်းပဲစူးစမ်းနေထိုင်ပါနေနေပဲသွားမြန်ပဲသွားရှာဖွေနေတဲ့သူအတွက်တော့တခုခုတော့တွေ့မှာပဲလေဒီအတိုင်းထိုင်နေတဲ့သူကတော့ဘာကိုမှရှာတွေ့မှာမဟုတ်ပါဘူးအလှပတွေထဲမှာကြာရှည်ခံဆုံးအလှပကတော့နှလုံးသားလှပခြင်းပါဒါကြောင့်ရုပ်လှအောင်လဲစူးစမ်းတင်တယ်လို့စိတ်လှအောင်လည်းပဲအမြဲတမ်းနေထိုင်ခြင်းတော့မှာအခုချိန်မှာကိုယ်ကကြေကွဲခြင်းတွေဝမ်းနည်းခြင်းတွေပြည့်နေပြီမဲ့ခဏနေရင်တော့ပျော်ရွှင်မှုတွေစိတ်ချမ်းသာမှုတွေရီမောသံတွေပြည့်နှက်နေတဲ့နေ့ရက်တိုင်းကိုဖြတ်တန်းရပါလိမ့်မယ်။ဒါကြောင့်အရန်ကြီးမခံစားပါနဲ့။အချိန်တစ်ခုတော့စောင့်လိုက်ပါ။စိတ်အားထက်သန်မှုတွေနဲ့အတူဇွဲလုံးလဝရိယတွေနဲ့အစင်မပြတ်လေးလာနေတဲ့သူရဲ့လက်ထဲကိုတစ်ခုခုတော့ရလာမှာပဲ။တစ်ခုခုတော့ဖြစ်လာပါလိမ့်မယ်။ဒါကြောင့်နေ့ရက်တိုင်းမှာရှာဖွေနေပါနေ့ရက်တိုင်းမှာအသစ်သောအရာတွေကိုဖန်တီးပြီးတော့အမြဲတမ်းလေ့လာသိယူနေပါဘယ်ပဲသွားပါပဲလို့ချစ်ချင်းမြတ်တာတရားတွေကျင်နာတတ်သောစိတ်ထားတွေကိုချင်းစာတရားတွေကိုထားပြီးတော့လုပ်ပါဒါဆိုရင်သင်ရဲ့ဘဝဟာအေးချမ်းသောပျော်ရွှင်သောငြိမ်းချမ်းသောအခြေအနေတွေကိုလက်ခံရရှိပါလိမ့်မယ်